ဒါပေမဲ့နောက်ပိုင်းတော့မြန်မာတန်ယုံကကိုရဲမင်းကိုဖမ်းခိုင်းပြီးတော့ကြောက်တုံးလိုက်တယ်အကြောင်းမဲ့ပြင်းပြချပြီးတော့လက်မတော်ထိုးပြီးတော့ဖမ်းခိုင်းတာနော်တန်ရာရှိဦးမောင်ခိုင်တို့လက်ထက်တော့တန်ရာရှိစမ်းမောင်တို့လက်ထက်တော့ကိုရဲမင်းကိုတန်ရာရှိအဆက်ဆက်လက်မထိုးပြီးတော့ဖမ်းခိုင်းတာဘလောက်ထိမြန်မာတန်ယုံကပြီးတော့ခစ်ဆက်ဆက်မြန်မာနဲ့ခိုင်းနိုင်ငံကိုရောက်လာတဲ့အလုပ်သမားတန်ရာရှိတွေကတန်အမတ်တွေကအလုပ်သမားတွေပေါ်ဘလောက်ကုတ်သွေးဆုပ်လဲဆိုအလုပ်သမားတွေကိုကူညီနေတဲ့လူသူတို့ရဲ့မတရားမှုတွေပေါ်ထုတ်နေတဲ့လူ MOU အလုပ်သမားတွေအစုလိုက်ပြုံလိုက်လိန်ထားတာတွေကိုကူညီပေးနေတဲ့လူတော့ထောင်ထဲထည့်တာနော်အဲ့ဒါဘသူကဖြူလဲအမဲလဲဆိုတော့တေချာအလုပ်သမားတွေနားလဲအောင်အဲ့လိုမျိုးအလုပ်သမားကူညီလုပ်နေတဲ့ရဲမင်းကိုတော့ထောင်ထဲထည့်ပလိုက်တာနောက်ပိုင်းထိုင်းရပြည်နယ်9နှစ်ပေးလိုက်တယ်နော်ကိုမင်းကိုတော့ပြည်နယ်9နှစ်လည်းပြည့်သွားပြီအဲ့တော့ပြောချင်တာကထိုင်းနိုင်ငံမှာမတရားမှုတွေကခစ်ဆက်ဆက်ရှိတယ်ခုနစကားပြန်ဆက်မယ်အဲ့လို CI စင်တာကြီးတွေကဘာလို့ဈေးကြီးနေရလဲ CI စာအုပ်ကကိုမင်းထောင်မကြခင်တော့ထိုင်းနိုင်ငံမှာ CI စင်တာ1 ANC စင်တာမှာဆိုင် CI စင်တာ2မှာဆိုင်ထလေတိုင်းဈေးပစုံဈေးမြန်မာလူသားတွေညတိုင်းလှုပ်လှုပ်ရတဲ့နေရာကြီးပစုံတွေငါးတွေချင်းတွေပစုံတွေပြရတဲ့နေရာကြီးအဲ့နေရာမှာကိုမင်းလည်းညတိုင်းလှုပ်ခဲ့တယ်ညကို80နဲ့လှုပ်ခဲ့ဘူးတဲ့နေရာအဲ့ထလေတိုင်းဈေးတွေမှာဖွင့်တဲ့စင်တာအခုလည်းလက်ရှိဆက်ဖွင့်ထားတဲ့ထလေတိုင်းစင်တာစက်တိုက်ဖွင့်ထားတယ်နောက်ဟို NCC စင်တာ1ကတော့ပြုတ်သွားပြီအဲ့တော့အဲ့ဒီတော့က310ပဲအဲ့ဒီတော့အမေစုဆိုရလက်ထက် CI စာအုပ်တော့ကို310ပဲကြက်တယ်အဲ့တော့ကိုရဲမင်းတို့အမှန်တရားတော့ဖိုက်တယ်အမုန်းခံတဲ့စင်တာရှိမှာကိုရဲမင်းတို့တောင်းချမ်းတယ်အဲ့ဒါကိုရဲမင်းတို့နဲ့ချိတ်ဆက်ပြီးတော့ကိုရဲမင်းတို့တောင်းချမ်းတဲ့နေ့တွေဆို310နဲ့ရတယ်ဗျာအလုပ်သမားတွေဒါပေမဲ့နောက်ရက်ကိုရဲမင်းတို့မသွားနိုင်တဲ့နေ့တွေဆိုအဲ့အလုပ်သမားတွေက3-4-5တော့ sorry အဲ့တော့မရှိသေးဘူး2500 3000 3500ဆိုအများဆုံးပဲ